အန်ဒရီယာဘာတာကအာဆင်နယ်အသင်းရဲ့အားကစားဒရိုက်တာအနေနဲ့နွေရာသီအပြောင်းရွှေ့ကာလမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ရတော့မှာပါ။အာဆင်နယ်အသင်းရဲ့အားကစားဒရိုက်တာဖြစ်စတင်ပြီးတော့တာဝန်ယူတဲ့အချိန်ကတည်းကသူ့ကိုမာစတာညှိနှိုင်းသူဖြစ်သတ်မှတ်ခဲ့ကြပါသည်။သူဟာအီဒိုဂက်စပါနဲ့မတူတဲ့ပုံစံရှိပြီးတော့အာဆင်နယ်ကိုနောက်တစ်ဆင့်လှမ်းနိုင်ဖို့အတွက်စူဖလားတွေစုကူးနိုင်ဖို့အတွက်ရောက်ရှိလာတဲ့သူပါ။အီဒူရဲ့အဓိကဦးတည်ချက်ကအသင်းရဲ့ယဉ်ကျေးမှုကိုပြန်လည်တည်ဆောက်ဖို့ဖြစ်ခဲ့ပေမဲ့ဘာတာကတော့ကစားသမားကောင်းတွေကိုရှာဖွေပြီးအသင်းကိုပုံမှုအားကောင်းစေဖို့အတွက်ရောက်ရှိလာတာပါ။ဘာတာရဲ့လှုပ်ဆောင်ပုံတွေကချက်ချင်းကို꿰ပြပါရီ။၄ချိန်ဆင်းတဲ့အချိန်ဒီမှာနေကမျက်မှန်တက်ပြီးတော့ပုံမှန်တက်ရောက်ပါရီ။သတင်းစာရှင်းလင်းပွဲတွေမှာလည်းတည်ငြိမ်တဲ့ပုံစံနဲ့တွေ့ရပါရီ။ဒါကလေအက်တလက်တီကိုမက်ဒရစ်မှာအောင်မြင်မှုတွေအရယူခဲ့မှုတဲ့ဘာတာကသူ့မှာအမိန့်ပေးနိုင်စွမ်းရှိတယ်ဆိုတာကိုပြသနေပါရီ။သူ့ရဲ့နီးဗျူဟာကတပြိုင်နက်တည်းအပြောင်းရွှေ့လမ်းကြောင်းအများပြားကိုစူးစမ်းရှာဖွေပြီးမှနောက်ဆုံးပြစ်မှတ်ကိုရွေးချယ်တာဖြစ်ပါရီ။ဒီလိုလှုပ်ချင်းအပြင်အာဆင်နယ်အနေနဲ့ပြောင်းရွှေ့ခြင်းတွေကိုတေချာတွက်ချက်နိုင်ပြီးကစားသမားတအူးအတွက်လိုအပ်ချက်ပို့ပြီးတော့ဂရိမပြုမိအောင်ရှောင်ရှားနိုင်မယ်လို့ဆိုထားပါတယ်။ဘာတာနဲ့အာရီတာတို့ကအသင်းရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှုအတွက်ပုံမှန်လှုပ်ဆောင်နေပေမဲ့လိုအပ်သလိုပြောင်းလဲဖို့လည်းအဆင့်မြင့်ရှိပါတယ်။လက်ရှိအချိန်ထိတော့ဒီဗျူဟာကတိတာထင်ရှားတဲ့ရလဒ်တွေမပြသေးပါဘူး။ဒါမဲ့ဒါဟာအလုံးမဖြစ်ဘူးလို့မဆိုနိုင်ပါဘူး။ပြိုင်ဘက်အသင်းတွေကပို့ပြီးတော့မြန်မြန်ဆန်ဆန်လှုပ်ဆောင်နေနိုင်ပေမဲ့တူညီတဲ့ပြစ်မှတ်တွေစီကိုဥတီနေရမျိုးမဟုတ်ပါဘူး။ဘာတာရဲ့စီမံကိန်းကြောင့်အာဆင်နယ်ဟာသူတို့ရဲ့ဦးစားပေးကစားသမားတွေကိုဘယ်သူမှလက်လွတ်မခံရသေးပါဘူး။မန်စီးတီးနဲ့ချယ်ဆီတို့လိုမျိုးကမ္ဘာကလပ်ဖလားပြိုင်ပွဲအတွက်ကစားသမားပြောင်းရွှေ့တွေကိုအမြန်ဆုံးအပြီးတက်ဖို့လည်းဖိအားမရှိပါဘူး။ရီယယ်မက်ဒရစ်လိုမျိုးနီးပြအသင်းနဲ့အသင်းပြန်လည်တည်ဆောက်ဖို့လည်းမလိုအပ်ပါဘူး။အာဆင်နယ်ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးစိုးရိမ်စရာတကယ်မရှိပါဘူး။ဘာလို့လဲဆိုရင်အာဆင်နယ်ရဲ့ကစားသမားစရင်ကအတော်လေးကိုတတ်မှတ်ပြီးသားဖြစ်ပါတယ်။ကိုသမားနေရာမှာချယ်ဆီကကီပါကဈေးသက်သာတဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာဖို့ရှိပါတယ်။ကွင်းလင်မှာတော့မာတင်ဇူဘီမန်နီကအသင်းကိုရောက်ရှိလာမှတေးကြနေပါတယ်။တိုက်စစ်မှုနေရာအတွက်ကတော့ဗစ်တာဂျိုဂရက်စ်ဒါမှမဟုတ်ဘက်ဂျမင်ဆက်စကိုတို့တွေကတအူးဖြစ်ဖို့များပါတယ်။တောင်မန်နေရာမှာတော့မသေးချာမှုတွေကပိုပြီးတော့များပါတယ်။နီကိုဝီလီယံအတွက်ဈေးကြီးပေးပြီးတော့ခေါ်ယူမလား။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ရာဖေးလီယိုဒါမှမဟုတ်ရိုဂျီဂိုတို့ဖြစ်နိုင်ပါတယ်။ကဲတော့နောက်ထပ်မေးခွန်းထုတ်စရာတွေကတော့သောမတ်ပါတီရဲ့စာချုပ်တက်တန်မတိုးရင်ဒုတိယကွင်းလေလူတအူးလိုအပ်မလား။နောက်ထပ်ဘဟိုနောက်ခံလူတအူးထက်ခေါ်ဖို့လိုအပ်မလားဆိုတာတွေပါပဲ။ဘရာဟန်စတာလင်ကီဝီယောဇင်ချန်ကိုထီယာနီဂါရီယယ်ဂျီဇက်ပြီးတော့ဂျော်ဂျင်ဟိုတို့လိုမျိုးအန်ဝင်ဂွင်ကြမဖြစ်တဲ့ကစားသမားတွေထွက်ခွာနိုင်တဲ့အတွက်အရင်နေရာကနေပြီးတော့ဝင်ရောက်ကစားပေးနိုင်မဲ့ကစားသမားတွေကိုရှာဖွေဖို့ကလေဒီဘာတာရဲ့အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ဘာတာရဲ့အခန်းကဏ္ဍအပြောင်းလေအခုချိန်မှာဘာတာကညှိနှိုင်းသူတအူးအနေနဲ့ထက်ဆုံးဖြတ်ချက်ချမှတ်သူတအူးအနေနဲ့ပါလှုပ်ဆောင်ရတော့မှာပါ။လူရသည့်အပြောင်းရွှေ့ကာလရဲ့အစောပိုင်းအချိန်တွေပဲရှိနေသေးတယ်ဆိုပေမဲ့အာဆင်နယ်အတွက်ရှိလာမဲ့အရေးကြီးတဲ့အချိန်တွေကိုကြည့်ခြင်းအပြင်သူတို့ကအပြောင်းရွှေ့မှာအားကောင်းတဲ့စတင်မှုကိုလိုလားနေပါတယ်။ပရီးမီးယားလိမစတင်ခင်မှာကစားသမားအသစ်တွေနဲ့အရှိန်အဟုန်မြင့်တင်နိုင်မယ်ဆိုရင်အသင်းကိုပုံမှုပြီးတော့တွန်းအားပေးနိုင်မှာပါ။ဒါကြောင့်ဘာတာအတွက်ရှင်းလင်းတဲ့စိန်ခေါ်မှုကတော့အာဆင်နယ်ဘယ်ကိုဥတီသွားမလဲဆိုတာကိုရွေးချယ်ဆုံးဖြတ်ရမှာပါ။ချက်စကိုအတွက်ကန်လန်မလားဒါမှမဟုတ်ဗစ်တာဂျိုဂရက်စ်နဲ့ပဲသွားမလား။ရိုဒီဂိုအတွက်ရီယယ်မက်ဒရစ်ကိုစမ်းသပ်မလားဒါမှမဟုတ်အန်တိုနီဂေါ်ရန်အတွက်နျူကာဆယ်စိတ်ပိုင်းဖြတ်မှုကိုခြေဖြတ်မလား။ဒါရီယာအာဆင်နယ်အပြောင်းရွှေ့ကာလကိုဝင်ရောက်လာခြင်းကလေးကရှိနေတဲ့မင်းဝန်တွေပါ။ဘာတာဟာ2လခွဲကျော်အချိန်ယူခဲ့ပြီးပြီမလို့အခုတော့ကစားသမားစင်းကိုချုပ်ပြီးတော့လက်တွေ့လှုပ်ဆောင်ရမယ့်အချိန်ပါပဲ။ညီနိုင်မှုတွေကိုလက်တွေ့အသုံးချပြီးအဓိကပြစ်မှတ်တွေကိုအတီးပြုရတော့မှာဖြစ်ပါတယ်။ဒါဟာဘာတာအတွက်ကြီးမားတဲ့အပြောင်းလဲအခန်းကဏ္ဍတစ်ခုဖြစ်ုံနေမကဘဲနဲ့လာမယ့်ရာသီအာဆင်နယ်ရဲ့အနာဂတ်နဲ့လည်းသက်ဆိုင်